ယူရီးယားသင်္ဘောသီးတောင်းတပွဲစာပြင်ဆင်သည်အရင်ဆုံးငရုတ်သီးနီ9တောင်းကိုငရုတ်စုံနဲ့ထည့်ပြီးတော့မညက်တညက်ထောင်းထားပေးရမယ်ဗျပြီးရင်ငရုတ်သီးစိမ်း9တောင်းကိုလည်းမညက်တညက်လေးပဲထောင်းထားပေးပါဒီနေရာမှာသတိထားရမှာကယူရီးယားသင်္ဘောသီးတောင်းလုပ်တဲ့အခါမှာငရုတ်သီးတွေထောင်းတဲ့အခါရမ်းညက်သွားလို့မဖြစ်ဘူးဗျမညက်တညက်လေးထောင်းပေးပါပြီးတော့ပဲသီးတောင်းရှည်တစ်တောင်းကိုကျွန်တော်တို့တွေနည်းနည်းလေးချူပြီးတော့ထည့်ပေးရမှာဗျဒီပဲသီးတွေကိုလည်းထိုနည်း၎င်းပဲမညက်တညက်လေးထောင်းပေးပါပြီးရင်ကြက်သွန်ဖြူ2မော်ထည့်မယ်ကြက်သွန်ဖြူ2မော်ကိုလည်းမညက်တညက်လေးထောင်းမှာဗျပြီးတော့မြေပဲကြိတ်ပြီးသားကိုထမင်းစားစုံတစ်စုံခန့်ထည့်မယ်ခဏလောက်မွေထောင်းလေးထောင်းပေးမယ်ပြီးရင်ကျွန်တော်တို့ထိုင်းငပိရေထည့်မယ်ဗျထိုင်းငပိရေကိုထမင်းစားစုံ2စုံလောက်ထည့်ပေးပါဒီယူရီးယားသင်္ဘောသီးတောင်းလုပ်တဲ့အခါမှာထိုင်းငပိရေရတော့တော်တော်အရေးကြီးတဲ့အထက်မှာပါတယ်ဗျဒီတော့ထိုင်းငပိရေကိုတော့ရအောင်ရှာဝယ်ကြပါပြီးတော့ငပြရေထမင်းစားစုံတစ်စုံခန့်ထည့်မယ်ဒါကတော့ထိုင်းထက်ညက်တွေပါဗျဒီထိုင်းထက်ညက်ကကြတော့မြန်မာထက်ညက်နဲ့လုံးဝမတူဘူးဗျနော်အဝါရောင်တန်းတယ်ပြစ်လဲပြစ်တယ်ဒီထိုင်းထက်ညက်ကိုထမင်းစားစုံတစ်စုံခန့်ထည့်ပေးပါမယ်ထိုင်းထက်ညက်ကအလွယ်တကူပျော်လွယ်တဲ့အတွက်ကြောင့်မလို့နည်းနည်းလေးပွေထောင်းလေးထောင်းပေးရတဲ့ကိုအလွယ်တကူပျော်နိုင်ပါတယ်ဗျပြီးရင်အချိုမုတ်ကိုလက်ဖက်စားစုံတစ်စုံခန့်ထည့်ပါမယ်ပြီးတော့တံမယာသီးတစ်လုံးခန့်ညစ်ပေးပါပြီးရင်ရှောက်ချင်ရည်ထမင်းစားစုံတစ်စုံခန့်သုံးပေးပါဗျကျွန်တော်ကတော့ဒီမှာ ACT ဆိုတဲ့ရှောက်ရည်ကိုသုံးပေးပါတယ်ပြီးတော့သင်္ဘောသီးချစ်ပြီးသားကိုလက်တဆုပ်စာခန့်ထည့်မယ်ပြီးရင်ကာချက်ဥကအနှဲငယ်ထည့်မယ်ဗျပြီးတော့ခရမ်းကျင်သီးတစ်လုံးကိုပပလီထားလေးထည့်မယ်ဟုတ်ကဲ့ထောင်းတဲ့အခါသေချာလေးကြည့်ပြီနော်မှွေထောင်းလေးထောင်းပါတယ်ဗျဇွန်းနဲ့တေးချာလေးမှွေပြီးလို့ရှိရင်ထောင်းအဲ့လိုမှွေထောင်းလေးထောင်းပေးရတယ်ဗျရိုင်းထောင်းလိုက်လို့ရှိရင်လည်းသင်္ဘောသီးတွေကကြတော့ပုံစံမလှတော့ဘူးဒါကြောင့်မလို့ရမ်းလည်းညက်နေအောင်ထောင်းစရာမလိုဘူးနော်ဇွန်းနဲ့မှွေမယ်ပြီးရင်အပေါ်ကနေတစ်ချက်ထောင်းမယ်ဘေးကိုပြန်မှွေမယ်ပြန်ထောင်းမယ်ဒီလောက်ပဲဗျ
ကဲအားလုံးထောင်းတဲ့အခါပြီးသွားတဲ့အခါမှာကျွန်တော်တို့တွေပကံထဲကိုယူရီးယားသင်္ဘောတီတောင်ထောင်းပြီးသားလေးထည့်မယ်ဗျဒါဆိုရင်တော့ယူရီးယားသင်္ဘောတီတောင်တပွဲစာစိုင်လုံးဒီပမာဏကိုရရှိပါပြီနော်ဒီနီလန်ရဲ့အတိုင်းမိတ်ဆွေတို့ဆိုင်မှာပြန်လဲအသုံးချနိုင်ပါတယ်ဗျဒါကတော့ကျွန်တော်ပကံဘေးနားမှာပန်းလေးပါဖော်ပေးထားတာပါပို့ပြီးတော့ဆွဲဆောင်မှုရှိသွားအောင်ပါဒီလိုတပွဲဆိုလို့ရှိရင်ဈေးကွက်ထဲမှာ9000 6000 9000အထိရောင်းလို့ရပါတယ်ခင်ဗျ